အားလုံးပဲမင်္ဂလာပါရှမ်းမလေး channel မှာကြိုဆိုလိုက်ပါတယ်ဒီတစ်ခါခောက်ဆွဲကြော်နည်းလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ရေစေးတန့်စင်ပြီးသားပဇွန်အနှင်းငယ်ကိုစားနဲ့ငရုတ်ကောင်းမုတ်ထည့်ပြီးတော့မှအရသာတွေစိတ်ဝင်သွားအောင်နေထားပေးရပါမယ်ပြီးတဲ့အခါမှာအသုံးပြုမဲ့ခောက်ဆွဲကိုပကံထဲမှာထည့်ပြီးတော့ရင်းနှီးအနှင်းငယ်ထည့်ပြီးတော့မှစိန်ထားပေးလိုက်ပါဒီခောက်ဆွဲကတော့အော်တိုပြုတ်ပြီးသားခောက်ဆွဲမျိုးဖြစ်ပါတယ်အဲ့လိုစိန်ထားတဲ့ချိန်မှာပဲငရုတ်ဘွားတစ်ချမ်းကိုပုံမှန်ပြတဲ့အတိုင်းပဲအလျားလိုက်လေးလှီးပြီးတော့မှအရန်သင့်ပြီးလောက်တော့ပေးရပါမယ်အသုံးပြုမဲ့ပကံထဲမှာထည့်ထားပေးလိုက်ပါကျက်သွန်နီတစ်လုံးကိုယူပြီးတော့မှပပလေးလှီးဖြတ်ထားပေးရပါမယ်အဲ့ဒါလှီးဖြတ်ထားပြီးပြီဆိုလို့ရှိရင်ခုနကပကံထဲမှာပဲထည့်ထားပေးလိုက်ပါဒါတွေကအားလုံးခောက်ဆွဲကြော်ထဲမှာထည့်မဲ့ဒါတွေပဲဖြစ်ပါတယ်နောက်ထပ် carrot လို့ခေါ်တဲ့မိုလာဦးနီကိုလည်းကျွန်တော်ခောက်ဆွဲတပွဲစာပိုင်းဖြတ်ပြီးတော့မှဒီလိုပဲအရှည်လိုက်ပပလေးလှီးဖြတ်ထားပေးရပါမယ်အဲ့ဒါအလုံးလှီးဖြတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါခောက်ဆွဲကြော်ဖို့အတွက်အရန်သစ်ဖြစ်သွားပြီဖြစ်ပါတယ်အလုံးအရန်သစ်ဖြစ်ပြီဆိုတဲ့အခါမှာဒဲယုတ်ထဲမှာစီထည့်ပြီးတော့မှစတင်၍ကြော်လို့ရပါပြီခုနကလှုပ်ထားတဲ့ stand by အားလုံးကိုတစ်ခါတည်း debate ထဲနဲ့ကြော်လိုက်ပါတယ်ပဇွန်မှာတစ်ခါတည်းထည့်ပြီးကြော်တယ်ပေါ့နော်ပြီးတော့စားအရသာအတွက်စားလက်ဖက်စားစွန်းတစ်စွန်းထပ်ထည့်တယ်အချိုမုံနှဲငယ်ထပ်ထည့်တယ်ပြီးတော့မှနှက်ဆက်သွားအောင်ကြော်လိုက်တယ်ပေါ့နော်အားလုံးကျက်သွားပြီဆိုတဲ့အခါမှာအရန်သစ်လှုပ်ထားတဲ့ခုနခောက်ဆွဲပေါ့နော်အဲ့ဒါကိုထပ်ထည့်ပြီးတော့ထပ်ကြော်လိုက်ပါတယ်အရသာတွေနှံ့သွားအောင်ကြော်ပေးလိုက်ပါမီးရတော့ပုံမှန်လေးပဲဖွင့်ထားပေါ့နော်ခုချိန်မှာဆိုလို့ရှိရင်ပဲငံပြာကြီးအကြည်နဲ့ QC အနှဲငယ်ကိုထပ်ထည့်ပြီးတော့ကြော်ပါတယ်ပြီးလို့ရှိရင်တော့အရသာမြည်ကြည့်ပေါ့နော်ကျွန်တော်ကတော့အနှဲငယ်လိုနေသေးတဲ့အတွက်အငံပေါ့နော်စားအနှဲငယ်ထပ်ထည့်တယ်ပြီးတော့ငမုတ်ကျွန်တော်ထပ်ထည့်ပြီးတော့ကြော်ပါတယ်အဲ့တော့မြည်ကြည့်တဲ့အခါမှာအားလုံးအရသာပြည့်စုံသွားပြီဆိုလို့ရှိရင်တော့ဒါကအလွန်မှအရသာရှိတဲ့ခောက်ဆွဲကြော်တစ်ပွဲရရှိလို့သွားပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဒီခောက်ဆွဲကြော်နည်းလေးကိုကြိုက်နေတဲ့တယ်ဆိုလို့ရှိရင် like and share and subscribe လေးလုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်အခုချိန်မှာအားလုံးရသွားပြီဖြစ်တဲ့အတွက်ကျွန်တော်မှုေးသွားအောင်လို့ငရုတ်ကောင်းအနှင်းငယ်ကျွန်တော်ထပ်ထည့်ပါတယ်ပြီးတော့ထပ်ကြော်တယ်ဒီချိန်မှာအားလုံးပြီးပြည့်စုံသွားပြီဖြစ်တဲ့အတွက်အလွန်ရသာရှိတဲ့ခောက်ဆွဲကြော်တပွဲရရှိလို့သွားပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းပြီးဆုံးအောင်ကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်အခုဆိုလို့ရှိရင်ပွဲပြင်မဲ့ပကံထဲမှာထည့်လိုက်ပါဒါဆိုလို့ရှိရင်တော့အလွန်မှရသာရှိတဲ့ခောက်ဆွဲကြော်တပွဲရရှိလို့သွားပြီဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်
ပြီးဆုံးအောင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာပြန်လည်တွေ့ဆုံကြပါအောင်ဆိုအားလုံးကို bye bye